Mobile Legends ကစုစုပေါင်း Diamond တန်းကြီးများတောင်ပေးနေတယ်ဆိုတာသိပြီးကြပြီလားဗျ။ Brother တို့အနေနဲ့ဒီ event ကြီးမှာပါဝင်ခြင်းနဲ့ဆိုရင်တော့ TikTok မှာ MMBB Creator B ဆိုပြီးတော့ရိုက်ရှာလိုက်ဗျာ။ဒါဆိုဒီလိုပုံလေးကြလာပါလိမ့်မယ်။အဲ့ပုံလေးကိုနှိပ်လိုက်တာနဲ့အခုလို Diamond event ကြီးကိုတွေ့ရမှာပါ။ event ထဲကိုသွား join ဆိုတာလေးကိုနှိပ်ပြီးတော့ဗီဒီယိုလေးတင်လိုက်ရုံနဲ့ဒီ event ကြီးကို join ပြီးသားဖြစ်သွားပါပြီ။ကျွန်တော်ရဲ့ဗီဒီယိုလေးက Brother တို့အတွက်ကြိုးရှိမှဆိုရင်အပေါ်မှာပြထားတဲ့ report နဲ့ copy link လေးနှိပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်။ These are the 3 new skins that will be included in the All-Star event.